လွယ်ကအလူမကြီးကပြိခရာသင်ငန်းရွယ်လို့ပြုံးဝိစာမောင်ရင်လောင်းငါမြေပေါ်မှာတို့ဘဝငါမြန်ရဗျာဥရွှေယိုးလဲကနေတာကိုနောင်ကိုင်းတို့လာဗျာရှင်လောင်းလဲလို့လာပြီခင်ဗျာကြည်ပါငါကြည်နူးစရာလူမင်္ဂလာထမေချောင်းစီမောင်တီတို့သာရောက်လာမြမရွေးကုသိုလ်ပါတာရှင်ကျူတဲ့အလူပါမိဘဆူတွတ်အလူပါတာရှင်ကျူတဲ့အလူပါမိဘဆူတွတ်အလူပါဘာဝနာများပွားတာပါအလူတော်လူတော်လူတော်မင်္ဂလာကဆိုင်ငါမိုက်ကြဗျာပိတ်ကြီးနဲ့ပါကြဗျာရွာလုံးနဲ့ပြောနေတာတို့ဘဝငါအမြန်ကြဗျာဥရွှေယိုးနဲ့ကနေတာကိုနောင်ကိုင်းတို့လာတယ်ဗျာလူမျိုးလေးလို့ရှိုးနေတာဟောကြည်ပါကကြည်နူးစရာလူမင်္ဂလာထမေချောင်းစီမောင်တီတို့သာရောက်လာမြမရွေးကုသိုလ်ပါတာရှင်ကျူတဲ့အလူပါမိဘဆူတွတ်အလူပါတာရှင်ကျူတဲ့အလူပါမိဘဆူတွတ်အလူပါဘာဝနာများပွားတာပါအလူတော်လူတော်လူတော်မင်္ဂလာအလူမကြီးကပြိခရာသင်ငန်းရွယ်လို့ပြုံးဝိစာမောင်ရင်လောင်းငါမြေပေါ်မှာတို့ဘဝငါမြန်ရဗျာဥရွှေယိုးလဲကနေတာကိုနောင်ကိုင်းတို့လာတယ်ဗျာရှင်လောင်းလဲလို့လာပြီဗျာ
ရွှေစင်းနဲ့ရွှေမြင့်သမီးလာတို့ရွာလူမစုကွန်းအောင်ကိုင်းလာပြူကဘာကျော်များမြမအာရှတလွာမော်ဒယ်မယ်ရှုံးလိမ့်မယ်ဓမ္မမြည်နေကြီးချမ်းသောရွှေလန်းလေးပေါ်လဲရင်ရွှေရင်ကျော်ပြည့်မဲ့တမောမောအလူမြေတလေးရွှေရောင်စင်းရွှေသရာတွေဝင်လို့ပေါ်မိန်းကလေးများဟာထီအောင်လေးရတဲ့ချင်းဆုံးအလူတော်လေးကမိုးတော့ညံအောင်ဆိုတီလို့သူကလေးနဲ့ကလူနေပြန်ရွှေရိုးမြင်သူများလည်းပြောအလူရှင်ကြီးလည်းပြောရတနာစိတ်လည်းလူတော်ပြိသိပါမီဖြစ်လို့ပြောအလူရှင်ကြီးလည်းပြောမြင်သူများလည်းပြောရတနာစိတ်လည်းမင်္ဂလာပြိသိပါမီဖြစ်လို့ပြောမန္တကြီးကလည်းရွှေအောင်စင်းနဲ့ဆံဝန်းကြီးကလည်းရွှေအောင်စင်းနဲ့ရွှေတရားတွေရွှေလူဝင်းတော်ရွှေလူကြီးရဲ့လူရှင်ပေါ်ကာလာသားများလည်းတော်တော်ချောတယ်ပြတော်လည်းများလည်းတော်တော်လာတယ်ရွှေလူကြီးကမြင်မြင်ဆိုင်ဆိုင်အားလုံးကြီးကငေးလူငိုင်းရောင်ရွှေစင်းနဲ့ရွှေမြင့်သမီးလာတို့ရွာလူမစုကွန်းအောင်ကိုင်းလာပြူကဘာကျော်များမြမအာရှတလွာမော်ဒယ်မယ်ရှုံးလိမ့်မယ်ဓမ္မမြည်နေကြီးချမ်းသောရွှေလန်းလေးပေါ်လဲရင်ရွှေရင်ကျော်ပြည့်မဲ့တမောမောအလူမြေတလေးရွှေရောင်စင်းရွှေသရာတွေဝင်လို့ပေါ်မိန်းကလေးများဟာထီအောင်လေးရတဲ့ချင်းဆုံးအလူတော်လေးကမိုးတော့ညံအောင်ဆိုတီလို့သူကလေးနဲ့ကလူနေပြန်ရွှေရိုးမြင်သူများလည်းပြောအလူရှင်ကြီးလည်းပြောရတနာစိတ်လည်းလူတော်ပြိသိပါမီဖြစ်လို့ပြောအလူရှင်ကြီးလည်းပြောမြင်သူများလည်းပြောရတနာစိတ်လည်းမင်္ဂလာပြိသိပါမီဖြစ်လို့ပြောမန္တကြီးကလည်းရွှေအောင်စင်းနဲ့ဆံဝန်းကြီးကလည်းရွှေအောင်စင်းနဲ့ရွှေတရားတွေရွှေလူဝင်းတော်ရွှေလူကြီးရဲ့လူရှင်ပေါ်ကာလာသားများလည်းတော်တော်ချောတယ်ပြတော်လည်းများလည်းတော်တော်လာတယ်ရွှေလူကြီးကမြင်မြင်ဆိုင်ဆိုင်အားလုံးကြီးကငေးလူငိုင်း
ဒီအလူကြီးကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာထဲထဲဝါလူမဲဆိုပရိတ်အောင်မသားမှာထူးတဲ့တရားတရားအလူရှင်လူမနှစ်ယောက်သားပြိုင်လူမဲဆိုရင်ညီမိသားရှိုင်းလိုက်ပေါင်းအလုံးမကြီးရဲ့စိတ်တူကိုလူတရားတရားတူလူမဲဆိုရင်ညီမိသားရှိုင်းလိုက်ပေါင်းဒီအလူကြီးကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာထဲထဲဝါလူမဲဆိုပရိတ်အောင်မသားမှာထူးတဲ့တရားတရားအလူရှင်လူမနှစ်ယောက်သားပြိုင်လူမဲဆိုရင်ညီမိသားရှိုင်းလိုက်ပေါင်းအလုံးမကြီးရဲ့စိတ်တူကိုလူတရားတရားတူလူမဲဆိုရင်ညီမိသားရှိုင်းလိုက်ပေါင်းမဲမြပြောကြရှင်ကြရှိကြလောင်ကြချက်ချက်ပြုတ်ကြလောက်ကင်တွေမှာတက်ညီလိုက်ညီရှိလာတာလုံးစရာရှိလက်တအားစားစရာရှိလက်တအားမငြင်းဘူးတော့တကယ်တော့အတွေးညီလာတာအားရစရာအားရတယ်ရှိုင်းလိုက်ပါအောင်ရှိုင်းလိုက်ပါအောင်ဘုံလိုက်ပြန်ပြီပေါ့ဘုံလိုက်ပြီကာလာသမီးတွေကြောင်းတအောင်မွေးပြန်ပြီမတီ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 ကလေးတီတီဟီတီရောစရာကောင်းတဲ့အလူဝဲကြီးပေါ်အားရပါရလူမဲဟင်းကျင်းနဲ့တယ်ဒီအလူကြီးကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာထဲထဲဝါလူမဲဆိုပရိတ်အောင်မသားမှာထူးတဲ့တရားတရားအလူရှင်လူမနှစ်ယောက်သားပြိုင်လူမဲဆိုရင်ညီမိသားရှိုင်းလိုက်ပေါင်းအလုံးမကြီးရဲ့စိတ်တူကိုလူတရားတရားတူလူမဲဆိုရင်ညီမိသားရှိုင်းလိုက်ပေါင်းမဲမြပြောကြရှင်ကြရှိကြလောင်ကြချက်ချက်ပြုတ်ကြလောက်ကင်တွေမှာတက်ညီလိုက်ညီရှိလာတာလုံးစရာရှိလက်တအားစားစရာရှိလက်တအားမငြင်းဘူးတော့တကယ်တော့အတွေးညီလာတာအားရစရာအားရတယ်ရှိုင်းလိုက်ပါအောင်ရှိုင်းလိုက်ပါအောင်ဘုံလိုက်ပြန်ပြီပေါ့ဘုံလိုက်ပြီကာလာသမီးတွေကြောင်းတအောင်မွေးပြန်ပြီမတီ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 ကလေးတီတီဟီတီရောစရာကောင်းတဲ့အလူဝဲကြီးပေါ်အားရပါရလူမဲဟင်းကျင်းနဲ့တယ်ဒီအလူကြီးကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာထဲထဲဝါလူမဲဆိုပရိတ်အောင်မသားမှာထူးတဲ့တရားတရားအလူရှင်လူမနှစ်ယောက်သားပြိုင်လူမဲဆိုရင်ညီမိသားရှိုင်းလိုက်ပေါင်းအလုံးမကြီးရဲ့စိတ်တူကိုလူတရားတရားတူလူမဲဆိုရင်ညီမိသားရှိုင်းလိုက်ပေါင်းလက်ဖျားခါလောက်ပါလေ
မှာထိုင်မှာဒီနေရာမှာစားပါအိမ်ဝင်တွေလေးအပြည့်ကြီးပါရမီဖြည့်ပဲလူငါကြီးကတရားတရားလေးတွေအားကောင်းနေစီလီကိုရလက်ဖက်ပွေးနေကြည်နွေးကြလေးမပြတ်အောင်တင်းယူတင်လာယူစားတယ်မလို့စားတဘောတိတ်မလို့ခိုက်အော်တိုက်ချွေးလိုက်မယ်အပူမပြောပြောမပူပါနဲ့ပြင်ဆင်ရှာပြင်ဆင်ရှာဒီအလူဟာပြင်ဆင်ရှာပဲကွယ်ဒီနေရာမှာထိုင်တာဒီနေရာမှာစားပါအိမ်ဝင်တွေလေးမပြည့်ခဲ့လေပါရမီဖြည့်ပဲလူမကြီးကတရားတရားလေးတွေအားကောင်းနေစီလီကိုရလက်ဖက်ပွေးနေကြည်နွေးကြလေးမပြတ်အောင်တင်းယူတင်လာယူစားတယ်မလို့စားတဘောတိတ်မလို့ခိုက်အော်တိုက်ချွေးလိုက်မယ်အပူမပြောပြောမပူပါနဲ့ပြင်ဆင်ရှာပြင်ဆင်ရှာဒီအလူဟာပြင်ဆင်ရှာပဲကွယ်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 မောင်းလာသူသာညမီမေလေးတော့မြင်အောင်မသလားခြေတလန်းတိုင်းမှာဒေသံတန်နေဆိုတာလူနေသေးတာဒီနေ့လာဖို့ပင်နေနဲ့မှမတူအောင်ထူးကြရှိကခံကျူပြီးကောင်းလာပြီသာအလူရည်စက်နဲ့နေမကွာနောင်ဘဝလေးတောင်းဦးမှာစေနာသရာတရားထပ်တန်လာတဲ့လူမကြီးမောင်းလာသူသာစိတ်ကူးထားသမျှဒီနေ့တော့လူကြီးအောင်မြင်လားစီနာတရာတရားနာကဲဒီကြီးလူလိုက်ပါအခုလေးလူလို့နောင်လေးလူအောင်မပြီးကန်ဆုံချီရာရဲ့ဒီကျမအလူတကာကြီးယာမောင်းလာသူသာညမီမေလေးတော့မြင်အောင်မသလားခြေတလန်းတိုင်းမှာဒေသံတန်နေဆိုတာလူနေသေးတာဒီနေ့လာဖို့ပင်နေနဲ့မှမတူအောင်ထူးကြရှိကခံကျူပြီးကောင်းလာပြီသာအလူရည်စက်နဲ့နေမကွာနောင်ဘဝလေးကောင်းကုန်မှာစေနာသရာတရားထက်တန်လာတဲ့အလူမကြီးမောင်းလာသူလားစီကျေသောစီစိမ်ဥစ္စာကာလရှိကြ
စိတ်ကူးထားသမျှဒီနေ့တော့လူကြီးအောင်မြည်လားစေတနာတရားတရားနာကဲပြီးရိတ်လို့လိုက်ပါအခုလေးလူလို့နောင်လေးလူအောင်မပြီးကဆုပ်ချီတရားရည်တဲ့ကျမအလူတကာကြီးတာမို့ရင်စစ်တွင်တင်းနဲ့မောင်းလာသူစားညမီမေလေးတော့ခင်းအောင်မသလားခြေတလန်းနိုင်မှာဒေသံတန်နဲ့ဆိုတာလူလေးလေးဟာဒီနေ့လာဖို့ပင်နေ့နဲ့မှမတူအောင်ထူကြရှိကခံကျူပြီးကောင်းလာပြီလားအလူရည်စက်နဲ့နဲ့မကွာနောင်ဘဝလေးတောင်းဦးမှာစေတနာတရားထပ်ခံလာတဲ့လူမကြီးဟောင်းရသူလားစိတ်ကူးထားသမျှဒီနေ့တော့လူကြီး